အားလုံးပဲမင်္ဂလာပါ Manchester is Red Channel တွေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဂျွန်လ24ရက်နေ့အတွက် United ရဲ့နောက်ဆုံးရညနေခင်းသတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Matheus Fernandes အတွက်ဈေးပိုပေးတဲ့အသင်းကိုပဲရောင်းချဖို့ရှိနေတဲ့ West Ham ရဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအချိန်မှာဆိုရင် Matheus Fernandes ကိုသူ့ရဲ့မိခင်အသင်းဖြစ်တဲ့ West Ham အသင်းဘက်ကတော့ဒီကစားသမားအတွက်ပတ်စံပိုပေးနိုင်တဲ့အသင်းကိုပဲကစားသမားကိုရောင်းချဖို့အတွက်ဆန္ဒရှိနေလို့သိရတယ်ဒီအခြေအနေကိုကြည့်ခြင်းအပြင်လက်ရှိအခြေအနေမှာဒီကစားသမားကိုစိတ်ဝင်စားနေတဲ့အသင်းတွေဖြစ်တဲ့ United အတွက်ရော Spurs အသင်းအတွက်ပါဒီကစားသမားကိုခေါ်ယူနိုင်မှုအတွက်အခွင့်အရေးစားတူအခြေအနေမှာရှိနေရလည်းဖြစ်ပါတယ်။လက်ရှိနောက်ဆုံးအခြေအနေကတော့ West Ham အသင်းဘက်ကနေပြီးတော့ဒီကစားသမားကိုပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်85တန်းအထိသတ်မှတ်ထားတယ်။အနည်းဆုံးပေါင်85တန်းပေးနိုင်တဲ့အသင်းကိုပဲဦးစားပေးမယ်။ဒါပေမဲ့85တန်းထက်ပိုပေးလာတဲ့အသင်းရှိမယ်ဆိုရင်တော့ပိုပေးတဲ့အသင်းကိုပဲရောင်းချတော့ဖို့အစီအစဉ်ရှိနေလို့သိရတယ်။ဒီအခြေအနေက United အတွက်တော့ဒီကစားသမားကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုခက်ခဲနေတဲ့အခြေအနေလို့ပြောလို့ရတယ်။အကြောင်းရင်းကတော့ United အနေနဲ့ဒီနွေရာသီပြောင်းရွှေ့ကာလမှာဆိုရင်အသင်းအတွက်လိုအပ်တဲ့ကစားသမားတွေကိုဖြစ်တင်းမှုစူးစမ်းနေရဆိုပေမဲ့ပြီးခဲ့တဲ့ရာသီတွေတုန်းကလိုမျိုးပန်းနစ်ပိုင်းရင်ပြုတ်လုသွားမှာမဟုတ်ဘဲနဲ့အသင်းရဲ့ငွေကြေးကိုစနစ်တကျအသုံးချသွားဖို့ဆန္ဒရှိနေရလဲဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိအချိန်မှာဆိုရင်လည်း United ဘက်ကနေပြီးတော့ Matheus Fernandes အတွက်အများဆုံးပေါင်တန်း80လောက်အထိပဲပေးချေဖို့အတွက်ဆန္ဒရှိနေတယ်။ဒီအခြေအနေက West Ham အသင်းဘက်ကတောင်းဆိုထားတဲ့ပေါင်85တန်းထက်တော့တော်တော်လေးကိုနှဲပါနေတဲ့အခြေအနေဖြစ်တယ်။ဒီအခြေအနေကြောင့်လည်း United အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ကခက်ခဲနေရတာဖြစ်တယ်။ဒါအပြင် West Ham အသင်းဘက်ကလည်းတန်းဆင်းသွားခဲ့ရပြီးတော့ပတ်စံလိုအပ်နေတဲ့ဆိုပေမဲ့လည်း Matheus Fernandes ကိုခေါ်ယူခြင်းတဲ့အသင်းတွေအများပြားနေတဲ့အနေအထားမှာဆိုရင်သူတို့အနေနဲ့ဒီကစားသမားကိုအလော်ကြီးရောင်းချသွားဖို့အတွက်ဆန္ဒမရှိဘဲနဲ့ပတ်စံပို့ပေးတဲ့အသင်းစီကိုပဲရောင်းချသွားဖို့ရှိနေရလဲဖြစ်တယ်။စပါတင်ဘက်ကလည်းဒီကစားသမားကိုတော်တော်လေးအလိုရှိနေပြီးတော့ United ကအသုံးပြုဖို့ရှိနေတဲ့ပေါင်တန်း80ထက်ကိုအများပြားတဲ့ပမာဏတစ်ခုနဲ့အသုံးပြုပြီးတော့ဒီကစားသမားကိုခေါ်ယူဖို့ကြိုးစားနေရလဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ United အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ကလက်မလျှော့သေးဘူးဆိုပေမဲ့လည်း United ကအများဆုံးပေးချေဖို့ဆန္ဒရှိနေရတော့ပေါင်တန်း80အထိပဲရှိနေရဖြစ်တယ်။ဒါအပြင်ဒီပြောင်းရွှေ့မှာဆိုရင်ကစားသမားရဲ့အခန်းကဏ္ဍကလည်းတော်တော်လေးအရေးပါနေတယ်။ကစားသမားကိုယ်တိုင်ကလည်းလက်ရှိအချိန်မှာဆိုရင်သူ့ရဲ့ဆန္ဒဆိုတာတဲ့ဝဇန်သင်းစီကိုပဲသူ့ရဲ့အနာဂတ်တစ်ခုလုံးပုံအပ်ထားတယ်။ကစားသမားအနေနဲ့ United ကိုလာဖို့အတွက်အလိုရှိနေတယ်ဆိုပေမဲ့လည်းနောက်ဆုံးအချိန်မှာဆိုရင်တော့ဝဇန်သင်းဘက်ကရောင်းချမဲ့အသင်းစီကိုပဲတောဖို့အတွက်ရှိနေတယ်။ဒီအခြေအနေကြောင့် United အနေနဲ့လည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်ကတော်တော်လေးခက်ခဲနေရဖြစ်တယ်။လက်ရှိအခြေအနေမှာဆိုရင်လည်း United အနေနဲ့အကယ်၍ဒီကစားသမားကိုလက်လွတ်ခဲ့ရတဲ့အခြေအနေမှာဆိုရင်တခြားကွင်းလက်ကစားသမားတချို့နဲ့လည်းချိတ်ဆက်မှုတွေရှိနေသေးရဖြစ်ပါတယ်။ United အနေနဲ့ဒီအပြောင်းရွှေ့မှာလက်ရှိအခြေအနေရတော့ဒီထက်ပိုပြီးတော့အချိန်ဆွဲဖို့မသင့်တော်တဲ့အနေအထားလေးဖြစ်ပါတယ်။ဒီကစားသမားကိုခေါ်ယူဖို့အတွက်အမှန်တကယ်စူးစမ်းမယ်ဆိုရင်တော့ West Ham ဘက်ကတောင်းဆိုတဲ့ပေါင်85တန်းကိုပေးမလား။တကယ်လို့85တန်းလောက်အထိပေးချေဖို့ဆန္ဒမရှိဘူးဆိုရင်လည်း United အနေနဲ့တခြားပြတ်မှတ်ကစားသမားတွေကိုပုံမို့ပြီးတော့အာရုံစိုက်ရမယ့်အခြေအနေရောက်ရှိနေပြီလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတော့ကတော့အသင်းရဲ့အဓိကခံစစ်ကစားသမားတယောက်ဖြစ်တဲ့ Lisandro Martinez ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ခက်ခဲတဲ့အခြေအနေမှာရှိနေတဲ့ United ရဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2022ခုနှစ်က Ajax ကနေပြီးတော့ပေါင်58တန်းနဲ့ United ကိုရောက်ရှိလာခဲ့တဲ့ Martinez အနေနဲ့အသင်းနဲ့တူအမြန်ဆုံးအထိုင်ကျခဲ့ပြီးတော့လူဝက်နေတဲ့ခံစစ်နေရာမှာအကောင်းဆုံးပါဝင်ကစားနိုင်ခဲ့တာဖြစ်တယ်။သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း United ဘက်ကနေပြီးတော့ဘယ်တော့မှတန်တရားမရှိခဲ့ဘူး။ဒါပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ United အတွက်အဓိကစိုးရိမ်ရတဲ့အရာဒီကစားသမားရဲ့ကြန့်ခိုင်မှုအခြေအနေနဲ့တန်ရာပြဿနာတွေကြောင့်ပဲဖြစ်တယ်။ပြီးခဲ့တဲ့၄နှစ်အတွင်းမှာဆိုရင် United အတွက် Premier League 152ပွဲမှာ65ပွဲပဲပွဲထွက်ခွင့်ရရှိခဲ့တယ်။ဒါအပြင်နောက်ဆုံး3ရာသီအတွင်းမှာဆိုရင်လည်း42ပွဲပဲပွဲထွက်ကစားသမားဖြစ်ပါဝင်ကစားနိုင်ခဲ့တယ်။ဒီအချိန်မှာဆိုရင် Martinez အနေနဲ့တန်ရာပြဿနာတွေနဲ့တော်တော်လေးကိုကြုံတွေ့ခဲ့ရပြီးတော့အနားယူနေရတဲ့အခြေအနေကတော်တော်လေးကိုများပြားခဲ့တယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင်လည်းသူ့အနေနဲ့တရားပြဿနာတွေကြုံတွေ့ခဲ့တဲ့အတွက်ကြောင့် United အနေနဲ့အသင်းရဲ့လူငယ်ကစားသမားတွေကိုတောင်မှပွဲထွက်ကစားသမားဖြစ်အရေးပေါ်အသုံးပြုခဲ့ရတဲ့အခြေအနေတွေရှိခဲ့တယ်။ဒီအခြေအနေတွေကြောင့်ပဲ United အနေနဲ့ဒီကစားသမားကိုစာချုပ်သက်တမ်းတိုးမဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တတိချာချာသုံးသပ်နေတဲ့အနေအထားမှာရှိနေရဖြစ်တယ်။လက်ရှိအခြေအနေမှာဆိုရင်ဒီကစားသမားနဲ့ United ရဲ့စာချုပ်သက်တမ်းကတစ်နှစ်ပဲကြန့်ရှိတော့တယ်။ဒါပေမဲ့အပိုသက်တမ်းတစ်နှစ်တိုးဝင်ကြန့်ရှိနေတဲ့အတွက် United ဘက်ကနေပြီးတော့ဒီကစားသမားကိုသက်တမ်းရှည်စာချုပ်ချုပ်ဆိုဖို့ထက်တနစ်သက်တမ်းတိုးစာချုပ်ကိုပဲချုပ်ဆိုသွားဖို့ရှိနေတဲ့အနေအထားလေးဖြစ်တယ်။ဒါအပြင်ကစားသမားရဲ့အသက်အရွယ်အရလည်းရည်ရှိမှအသုံးပြုဖို့အတွက်အဆင်မပြေတော့တဲ့ကစားသမားတယောက်အတွက် United အနေနဲ့ကာလရှည်စာချုပ်ချုပ်ဆိုဖို့အတွက်လက်တွန့်နေရလေးဖြစ်ပါတယ်။လက်ရှိ Martinez အနေနဲ့ကတော့ Argentina အသင်းနဲ့တူဂေါ့လာပြိုင်ပွဲမှာပါဝင်ဆင်နွှဲနေပြီးတော့နှစ်ပွဲကစားနှစ်ပွဲကလင်းရှိရရှိထားပြီးတော့အကောင်းဆုံးခြေစွမ်းတစ်ခုကိုပြသနိုင်နေရလေးဖြစ်ပါတယ်။နောက်တဲ့သတင်းတော့ကတော့ United အတွက်အသင်းရှိနေရဆိုတဲ့ David De Gea ရဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အသက်35နှစ်အရွယ် United ရဲ့ကိုယ်သမားဟောင်း David De Gea အနေနဲ့2023ခုနှစ်မှာဆိုရင်12နှစ်ကြာပါဝင်ကစားခဲ့တဲ့ United ကနေပြီးတော့စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်မှာဆိုရင်တော့အသင်းကနေဆုံးခွာခဲ့တဲ့ Old Trafford မှာရှိနေစဉ်အတွင်းမှာလည်းသူ့အနေနဲ့ပွဲပေါင်း945ပွဲအထိပါဝင်ကစားပေးခဲ့ပြီးတော့အောင်မြင်မှုတချို့လည်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။ United ကနေပြီးတော့ထွက်ခွာပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ De Gea အနေနဲ့ဘောလုံးလောကကနေပြီးတော့တစ်နှစ်ကျော်ကြာအနားယူခဲ့ပြီးတော့နောက်ဆုံးမှာ Serie A ကလပ် Fiorentina အသင်းကိုပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။ Fiorentina အသင်းအတွက်ပထမဆုံးရာသီမှာဆိုရင်တော့ De Gea အနေနဲ့42ပွဲကစား clean sheet 17ပွဲအထိရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီစွမ်းဆောင်ရည်ကြောင့်လည်း Fiorentina အသင်းဘက်ကနေပြီးတော့3နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ De Gea ရဲ့စွမ်းဆောင်ရည်အတက်ကျရှိခဲ့တဲ့အတွက်ကြောင့်လည်းဒီနေရာဒီပြောင်းရွှေ့ကာလမှာဆိုရင်အသင်းကနေပြီးတော့ထွက်ခွာနိုင်တဲ့ဆိုတဲ့သတင်းတွေပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Fiorentina အသင်းဘက်ကလည်းဒီကစားသမားတွေတင့်တော်တဲ့ကမ်းလှမ်းမှုတွေရရှိလာခဲ့လို့ရှိရင်ရှောင်ချဖို့အတွက်အဆင်သင့်ရှိနေတဲ့အနေအထားလေးဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် De Gea ကိုယ်တိုင်ကလည်း United ကိုပြန်လာဖို့အတွက်အသင့်ရှိနေပြီးတော့ United ဘက်ကပြန်ခေါ်မယ်ဆိုရင်ကစားသမားကိုယ်တိုင်ကလည်း United အတွက်ပြန်လည်ကစားပေးဖို့အသင့်ရှိနေရလို့သိရပါတယ်။လက်ရှိအခြေအနေအရ United အနေနဲ့လည်းအသင်းရဲ့အဓိကကိုယ်သမားအဖြစ် Sonny Lemans ရှိနေရဆိုပေမဲ့အသင်းရဲ့ဘက်ကကိုယ်သမားတွေဖြစ်တဲ့ Onana နဲ့ဘီယန်ဒီယာတို့နှစ်ယောက်ကလည်းဒီနေရာဒီပြောင်းရွှေ့ကာလမှာဆိုရင်တော့အသင်းကနေထွက်ခွာမဲ့အခြေအနေမှာရှိနေတဲ့အတွက်ဒုတိယဦးစားပေးကိုယ်သမားနေရာကိုခေါ်ယူဖို့အတွက်လည်းစောင့်ကြည့်နေတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ United နဲ့သတင်းထွက်နေတဲ့ကိုယ်သမားတွေထဲမှာဆိုရင်ကားတာလိုနဲ့ Sam Johnstone တို့နှစ်ဦးကအဓိကသတင်းထွက်နေတယ်ဆိုပေမဲ့De Gea ရဲ့ United ကိုပြန်လာမဲ့အခြေအနေကလည်းရာခိုင်နှုန်းနည်းတဲ့ဆိုပေမဲ့လည်းဖြစ်လာနိုင်တဲ့အခြေအနေတစ်ခုမှရှိနေသေးရလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ United ရဲ့လူငယ်အသင်းတွေအနေနဲ့လာမဲ့ရာသီတစ်မှာဆိုရင်ပြည်တွင်း domestic ကပ်ပြိုင်ပွဲတွေကိုပါဝင်ရှင်ပြိုင်မှာမဟုတ်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ United ရဲ့လူငယ်အသင်းတွေနဲ့လာမယ့်ရာသီမှာဆိုရင် UEFA လူငယ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ရမှာဖြစ်တယ်။ဒါအပြင် U18 နဲ့ U21 ကြားမှာအခုအပြောင်းကစားနေတဲ့ကစားသမားရေတော့ကိုလည်းလျှော့ချဖို့အတွက်စီစဉ်ထားခဲ့တာဖြစ်တယ်။ဒီအခြေအနေကြောင့်လည်း United အနေနဲ့လူငယ်ပြည်တွင်းဖလားပွဲစဉ်တွေဖြစ်တဲ့ EFL ဖလားနဲ့ National League ဖလားတို့ကိုပါဝင်ရှင်ပြိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင် United ရဲ့ U21 အသင်းဟာ EFL ပြိုင်ပွဲမှာဆိုရင်လည်းအုပ်စုအဆင့်ကနေထွက်ခဲ့ရတယ်။ Nation League ပြိုင်ပွဲမှာဆိုရင်လည်း League Stage ကနေပြီးတော့ထွက်ခွာခဲ့ရတာဖြစ်တယ်။ဒီအချိန်ဒီမှာဆိုရင် United ရဲ့ကစားသမားတွေအနေနဲ့ဒီပြိုင်ပွဲနှစ်ခုစလုံးမှာစုစုပေါင်း10ပွဲအထိကစားခဲ့ရပြီးတော့ပွဲစဉ်တွေအားလုံးကိုလည်း Christmas မတိုင်ခင်မှာအပိသက်ခဲ့ရတယ်။လာမယ့်ရာသီမှာဆိုရင် UEFA လူငယ်ပြိုင်ပွဲမှာလည်းအနည်းဆုံး10ပွဲအထိပါဝင်ရှင်ပြိုင်ကစားဖို့ရှိနေတယ်။ဒီအချိန်ဒီမှာဆိုရင် United အနေနဲ့အသင်းရဲ့လူငယ်ကစားသမားတွေရဲ့ပွဲစဉ်တွေအများကြီးကစားဖို့ရှိတဲ့အခြေအနေကြောင့်အရေးမကြီးတဲ့ domestic ကပ်ပြိုင်ပွဲတွေကိုပါဝင်မရှင်ပြိုင်မှုအတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ United အနေနဲ့ Premier League International ကပ်ပြိုင်ပွဲမှာတော့ဆက်လက်ရှင်ပြိုင်သွားဖို့အတွက်အစီအစဉ်ရှိနေရလည်းဖြစ်ပါတယ်။လက်ရှိအချိန်ဒီမှာဆိုရင် United ရဲ့ U21 အသင်းရဲ့နီးပြဖြစ်တော့ Adam Lawrence ကတာဝန်ယူဆောင်ရွက်နေပြီးတော့သူ့ကိုလည်းစာချုပ်သက်တမ်းတိုးဖို့အတွက်ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်နေရလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့။